ကျွန်တော်တို့မေးထားပါလေကျွန်တော် training ကိုစလိုက်လာတော့ဘယ်စာအုပ်တွေဖတ်ပြီးလေ့လာခဲ့တယ်ပေါ့လေသင်ခဲ့တယ်ဆိုတော့ကျွန်တော်စပြီးလေ့လာတဲ့အချိန်က2021ဆိုတဲ့ကာလကြ2021ဆိုတဲ့ကာလဆိုတာကကျွန်တော်တို့ဆရာကျော်ထေးရဲ့စာအုပ်တွေကိုဝယ်ဖတ်တဲ့ကာလပေါ့လေဆရာကျော်ထေးစာအုပ်တွေအဲ့တော့ price action တွေအဓိကထားတယ်ဒီက price action တွေကကျွန်တော်တို့ဒီ3လမ3လထက်ပေါ့ဒီ kinetic တွေ3လမ3လထက်သူတို့ကဘာတွေကိုပို့ပြီးတော့ပေးလဲဆိုကျွန်တော်အခြေခံတွေကိုပို့ပြီးပြောပြပေးတာအခြေခံဆိုတာအခုနောက်ပိုင်းမှာလောက်ကြတဲ့လူတွေအများကြီးထွက်ကြတဲ့ SMT တွေ liquidity ဘာညာတွေဆိုတာကဒီ price action ကိုပြန်ပြီးကောင်တာထောက်တဲ့ပုံစံမျိုးနဲ့ပြန်ပြီးတော့လေ့လာတာတော့ဖြစ်တဲ့အတွက်ဒီအခြေခံတွေကိုတီးမှာပဲပြန်ပြီးကောင်တာထောက်တာကိုပြန်ပြီးမှာပေါ့လေဆိုတော့ဒါအခြေခံတွေဆိုပြီးတော့ကျွန်တော်ကြော်ရလို့မရဘူးသူရှိတယ်ဗျာညီငယ်တွေထွက်တယ်ဒါပေမဲ့သူတို့အခြေခံတွေကိုမသိဘူးပေါ့ price action တွေကိုနားမလည်ဘူးဆိုတဲ့အပိုင်းလေးတွေရှိတယ်အဲ့လိုတော့ဖြစ်လို့မရဘူးအခြေခံစာအုပ်အခြေခံတွေဖြစ်တဲ့ဟာတွေကိုဖတ်ဖို့လိုတယ်ဥပမာ price action တွေရှာတော့ chemistry တွေတော့ဆရာကျော်ဖေးစာပြီးတော့ကျွန်တော်တော်လေးပတ်ခဲ့ရတယ်တော်လေးပြင်ခဲ့ရတယ်ပြီးတော့YouTube မှာဆိုရင်တော့ကျွန်တော်လက်ဦးဆရာလို့လည်းပြောလို့ရတယ်။နင်းဆရာပေါ့လေ။နင်းဆရာလို့ပြောလို့ရတယ်။ဆရာမျိုးရင်းဆရာပေါ့လေ။ဆရာမျိုးရင်းဆရာရဲ့အပီယူနဲ့ကြည့်ပြီးတော့လေ့လာခဲ့ပေါ့လေ။ဆိုတော့ဖြစ်ပါတယ်